မကြသေးခင်ကမှလက်ထပ်ပြီးဟန်နီမွန်းထွက်သွားတဲ့ကောင်မလေးတယောက်ရဲ့ဗီဒီယိုကိုတရွာလုံးကကြည့်နေကြပါတယ်ဒီမှာတော့ကျွန်တော်တို့ရဲ့မင်းသမီးကဘဝမှာတစ်ဆန်းဖြစ်ပြီးထူးခြားတဲ့တွေ့ရှိမှုပေးတယ်ဆိုတဲ့အကြောင်းသူ့ရဲ့ပြောပြတယ်ဒါကိုနောက်ကနေကြားသွားတဲ့သူကကိုမင်းကိုဒီလောက်တော့ပေါင်းထားတာလားဆိုပြီးချစ်မြတ်တာတွေရွာသုံးဖြတ်ပေးနေပါတယ်အဲ့ဒီဟန်နီမွန်းကြီးစဉ်ပြီးဆိုတော့တယောက်သားအိမ်ကိုပြန်လာခဲ့တယ်ကျွန်တော်တို့ရဲ့မင်းသမီးကအစိုးရကြောင့်အကြောင်းမှာဆရာမဖြစ်လုပ်လုပ်ပါတယ်ဒါကတော့ဆရာဝန်တယောက်ဖြစ်လုပ်လုပ်နေတာပါမင်းသမီးရဲ့ခင်မုန်းမှာအာရီယာလို့ခေါ်တဲ့ညီတယောက်လည်းရှိတာပဲသူကသူ့ရဲ့မိအတွက်စာအုပ်တွေအကြီးဝယ်ပေးလို့ရှိတယ်ရောက်ခါမှဖြစ်သူကလည်းစကားခဏလောက်ပြောရအောင်ဆိုပြီးသမီးရင်းမရှိတဲ့လက်ဟာမှုကိုချွေးမဖြစ်သူနဲ့အစားထိုးဖြည့်ဆင်းနေပါတယ်အိမ်ထောင်ကြကစမင်းသမီးကိုတမိသားစုလုံးကတီးတီးလောက်ဂယူဆိုင်ကြပါတယ်မင်းသမီးရဲ့ခင်မုန်းကလည်းစေးရုံမှာမိမတွေအများကြီးရဲ့ခန္ဓာကိုယ်ကိုမြင်ဖူးပါတယ်ဒါကတိတ်ပြီးစမ်းကြဲတဲ့ကိစ္စတော့မဟုတ်ပါဘူးဒါပေမဲ့မင်းရဲ့ခန္ဓာကိုယ်ကတော့ကိုယ့်ကိုခန်းစားချက်တစ်တွေပေးတယ်လို့ပြောပါတယ်ဒါဟာအချစ်လားလို့မင်းရင်နှစ်ယောက်သားကြည်နူးပျော်ရွှင်စွာနဲ့အတူတူရှိနေခဲ့ကြတယ်ဒီလိုနဲ့သူတို့ရဲ့ဘဝတွေကိုကြီးမားတဲ့မြင်းနှင်းကြီးတစ်ခုဝင်ရောက်လာပါတော့တယ်မင်းသားရဲ့ညီအာရီယာချစ်ရတဲ့ကောင်မလေးရဲ့ဖုန်းထဲကိုဗီဒီယိုတစ်ခုရောက်လာပါတယ်အဲ့ဒါကိုကြည့်ပြီးနောက်မှာတော့အဲ့ဒီကောင်မလေးဘာစကားမှတောင်မပြောနိုင်တော့ပါဘူးအဲ့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ရဲ့မင်းသမီးဟာတခြားကောင်လေးတစ်ယောက်နဲ့အတူတူရှိနေတာပါအဲ့ဒီကောင်မလေးကအဲ့ဒီဗီဒီယိုကိုအာရီယာရဲ့ဖုန်းစီကိုထပ်ပြီးပို့ပေးလိုက်ပါတယ်ဒီမှာတင်မကပဲရောက်ခါမှဖြစ်သူသွားနေကြကလပ်မှာတော့အဲ့ဒီဗီဒီယိုကပြန့်နှံ့နေခဲ့ပါပြီအားလုံးကစက်တရာရဲ့ချွေးမဘလို့ဖြစ်နေလဲဆိုတာကြည့်ကြပါဦးဆိုပြီးအဲ့ဒီဗီဒီယိုကိုဝိုင်းကြည့်နေကြပါတယ်ဒါတွေကိုဘာမှမသိရှာတဲ့မင်းသမီးကစာတင်ခန်းထဲကိုဝင်သွားတဲ့အခါမှာတော့အဲ့ဒီကចောင်းသားတွေကပါတီတိုတီတိုနဲ့အတင်းဖျင်းတွေပြောနေကြပါတော့တယ်ချစ်သူတက်တန်းတုန်းကရိုက်ထားခဲ့တဲ့ဗီဒီယိုတစ်ခုကြောင့်ဒီကောင်မလေးရဲ့ဘဝကြီးပျက်စီးသွားခဲ့ရပါတယ်။ကျောင်းကနေအိမ်ပြန်လာတဲ့ဆရာမမေကဖုန်းကိုကြည့်လိုက်တဲ့အခါသူတို့ရဲ့ဗီဒီယိုကလူတိုင်းစီကိုရောက်နေတာကိုတွေ့လိုက်ရတယ်။ဘာလို့ရမှမသိပဲသူ့ယောက်ျားစီကိုငိုပြီးပြေးသွားခဲ့ပေမဲ့သူ့ယောက်ျားကခွေးတစ်ကောင်ကိုမြင်တယ်လို့မျိုးဒီကောင်မလေးကိုနှင်ထုတ်ခဲ့ပါတယ်အခန်းထဲကိုတောင်ပေးမဝင်တာကြောင့်2ရက်လောက်အပြင်မှာပဲနေပြီးငိုနေခဲ့ရတယ်။ဒီထက်ပိုပြီးတိမခံနိုင်တော့လို့ကျောင်းကိုသွားတဲ့အခါမှာလဲအဲ့ဒီကမိဘတွေအားလုံးကဒီလိုကောင်မလေးမျိုးဒီကျောင်းမှာမရှိသင့်ဘူးဆိုပြီးကျွန်တော်တို့ရဲ့မင်းသမီးကိုနှင်ထုတ်ခဲ့ကြပြန်ပါတယ်။အဲ့ဒီအချိန်မှာသူ့သူငယ်ချင်းစီကိုသွားတွေ့တဲ့အခါမှာကြီးမားတဲ့အမှန်တရားတစ်ခုပေါ်လာခဲ့ပါတယ်။အဲ့ဒီဗီဒီယိုရဲ့ကဟာက AI လောက်ထားတာဖြစ်ဖြစ်အတူဖြစ်ဖြစ်မဟုတ်ပါဘူး။တကယ်ကိုကျွန်တော်တို့ရဲ့မင်းသမီးစစ်ပဲဖြစ်နေပါတယ်။လွန်ခဲ့တဲ့3နှစ်လောက်ကကောင်လေးတစ်ယောက်နဲ့ချစ်သူတွေချစ်ခဲ့ကြပါတယ်။အဲ့ဒီတုန်းကရိုက်ထားခဲ့တဲ့ဗီဒီယိုကြောင့်အခုတော့သူ့ဘဝကြီးပျက်စီးသွားခဲ့ရတာပါ။ရေးစားဟောင်းကိုသွားတွေ့ပြီးစကားပြောကြည့်တဲ့အခါမှာသိလိုက်ရတာကအဲ့ဒီကောင်လေးကဒီဗီဒီယိုကိုတမင်တကာဖျက်လိုက်တာမဟုတ်ဘူးဆိုတာပါပဲ။ဖုန်းပြင်ဆိုင်ကိုပေးလိုက်တဲ့အချိန်မှာပေါက်ကြားသွားတာလို့သူကပြောပါတယ်။ဒါကိုကြားတော့ကျွန်တော်တို့ရဲ့မင်းသမီးကဆိုင်ကိုမပေးခင်ဖျက်ပြရမှမသိဘူးလားနဲ့ရဲ့ကောင်မလေးကရောဘာပြောလဲလို့မေးလိုက်ပါတယ်။သူကတော့အရာအလုံးကိုအတိတ်တစ်ခုလိုပဲမြင်ပြီးအခုဆိုငါ့ကိုအရန်ထောက်ကူပြုပေးနေတယ်လို့ပြန်ဖြေပါတယ်။ဒါကိုကြားတော့ကျွန်တော်တို့ရဲ့မင်းသမီးကအရန်ကိုဒေါသထွက်သွားပါတယ်။ယောက်ျားလေးတစ်ယောက်ကလှုပ်ရင်တော့အပြစ်မဖြစ်ပဲမိန်းကလေးတစ်ယောက်ကလှုပ်မိရင်တော့တဘဝလုံးပျက်စီးသွားရတော့မှာလားလို့သူကမေးခွန်းထုတ်ခဲ့ပါတယ်။ငါတို့နှစ်ယောက်လက်ထပ်ကြမယ်အတူတူနေထိုင်သွားကြမယ်လို့ပြောခဲ့လို့သာငါနဲ့နားမှာအဲ့ဒီလိုနေခဲ့တာပါ။ငါတို့လမ်းခွဲကြမယ်ငါတို့ဘဝတွေဒီလိုလမ်းကြောင်းပေါ်ရောက်သွားမယ်လို့ငါတခါမှတောင်မတွေးခဲ့ဘူးလို့သူကဝမ်းနေပန်းနဲ့ပြောပြခဲ့ပါတယ်။မိန်းကလေးတစ်ယောက်ဖြစ်ဖြစ်ယောက်ျားလေးတစ်ယောက်ဖြစ်ဖြစ်ဘဝတစ်ခုကိုစတင်တဲ့အခါမှာသူတို့ရဲ့အားနည်းချက်တွေကိုပါလက်ခံပြီးချစ်နိုင်မှသာအဲ့ဒါကအချစ်စစ်ဖြစ်နိုင်မှာပဲဖြစ်ပါတယ်။ဒီမှာတော့မိမဖြစ်သူကိုခင်မုန်းကမပေးတဲ့အားပေးထောက်ခံမှုကိုခင်မုန်းရဲ့ညီဖြစ်သူကလာပေးနေပါတယ်အတိတ်မှာယောက်ျားလေးတိုင်းအမားလို့ဖူးကြပေမဲ့ကန့်သက်ချက်တွေအားလုံးကတော့မိန်းကလေးတွေအတွက်ပဲဖြစ်နေတယ်သူကရဲရဲဝံ့ဝံ့နေပါခင်များပေးမှာကျွန်တော်အမြဲရှိနေပေးမယ်လို့ပြောလိုက်တယ်ဒါကိုကြားတော့ကျွန်တော်တို့ရဲ့မင်းသမီးကလည်းသူ့ပခုံးကိုမိပြီးရှိုက်ကြီးတင်ရင်ငိုချလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာရောက်လာတဲ့မင်းသားကဒါကိုမြင်ပြီးအထင်လွဲသွားပါတယ်အာရပြောသွားတဲ့စကားတွေကြောင့်မင်းသမီးရဲ့စိတ်ထဲမှာလည်းတတိတွေဝင်လာခဲ့တယ်ကိုချစ်တဲ့ကောင်လေးတစ်ယောက်နဲ့တီးတက်နေခဲ့တာကိုချောင်းကြည့်တဲ့သူတွေကသာအမားလုပ်ခဲ့တာဒီကိစ္စမှာငါဘာမှမလုပ်ခဲ့ဘူးငါကဘာလို့ထိုင်ကုန်နေရမှာလဲလို့တွေးပြီးနောက်နေ့မှာတော့ကျောင်းကိုထွက်လာခဲ့တယ်ကျောင်းရဲကိုသူ့ကိုထပ်ပေးမဝင်ဘူးဆိုပြီးမိဘတွေအားလုံးကဝိုင်းអော်ကြတယ်အဲ့ဒီအချိန်မှာမင်းသမီးကကျမတင်ယုံညွန်းနှန်းတွေတင်လို့မပြီးသေးဘူးဒါကအစိုးရကျောင်းပါကျမအလုပ်ဆက်လုပ်ရမလားမလုပ်ရဘူးလားဆိုတာအစိုးရကပဲဆုံးဖြတ်ရမှာပါရှင်တို့အိမ်ကမိန်းကလေးတစ်ယောက်သာဒီလိုကြုံခဲ့ရရင်ဒီမိကုန်းမျိုးကိုပဲမေးကြမှာလားလို့ပြန်မေးလိုက်တယ်အဲ့ဒီစကားကြတော့လူအုပ်ကြီးတစ်ခဏအတွင်းမှာပဲလူစုကွဲသွားပါတော့တယ်အိမ်ကလူတွေအားလုံးပေါင်းပြီးမိသားစုဂုဏ်သိက္ခာကြတယ်သွားပြီးအမှုဖွင့်မယ်ဆိုပြီးရဲစခန်းကိုခေါ်သွားကြတယ်ဒီဗီဒီယိုကိုတယောက်ယောက်ကအတုလုပ်ပြီးတင်ထားတာဒီထဲကလူဟာငါမဟုတ်ဘူးဆိုပြီးမင်းသမီးကိုလက်မှတ်ထိုးခိုင်းကြတယ်ဒါပေမဲ့မင်းသမီးကဒီဗီဒီယိုရဲ့ကမင်းကလေးကတခြားသူမဟုတ်ဘူးကျမကိုယ်တိုင်ပါပဲလို့ဖွင့်ပြောလိုက်တယ်မိသားစုဂုဏ်သိက္ခာတော့ကြပြီးအားလုံးထကြတော့လို့ရောက်ခါမှဖြစ်သူကပြောတဲ့အခါမှာလဲမင်းသမီးကပြန်ချေပလိုက်တယ်ရှင်တို့ရဲ့တားကိုယ်တိုင်ကလည်းလွန်ခဲ့တဲ့နှစ်ကမင်းကလေးတစ်ယောက်နဲ့ဖောက်ပြန်ခဲ့သေးတာပဲလို့ပြောလိုက်တယ်နောက်ဆုံးမှာတော့သူ့လက်ကလက်စွပ်ကိုချွတ်ထားခဲ့ပြီးကျမရဲ့အတိတ်ကိုပဲကြည့်ပြီးဆက်ဆံနေတဲ့ဒီလိုဘဝမျိုးကိုကျမမလိုချင်တော့ဘူးလို့ပြောကအားလုံးကိုကြောခိုင်းပြီးအဲ့ဒီနေရာကနေထွက်သွားပါတော့တယ်